မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကပြတဲ့ပုဒ်ကိုဖတ်ပြပေးထားပါတယ်နေအောင်ကွယ်ငါစိုးရင်စိတ်တွေလွန်ကဲနေတာလားငါကငါယုံကြည်မှုတည်ဆောက်လို့မရသေးတာလားမသိကြီးရဲ့မောလို့မောမှန်းမသိမောနေလေရဲ့အရေးကြီးဆုံးတင်စင်ထားရမှာကိုငါနှုတ်ထွက်မိရတာလေဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်လေမှန်ရှိကြိုတင်လေးကြည့်ရတယ်ဘာညာပြောတာလေတကယ်တော့မလွယ်လှပါဘူး။ဘာလို့လဲဆိုတော့ငါကမှန်မကြိုက်ဘူးလေကွယ်။တော့ကြာကိုစကပုံထဲကလို့အကြီးတန်းပါကြိုက်ဆိုပြီးငါပြောမခံနိုင်ဘူးရဲ့။ထားပါလေအဲ့ဒါကရေးမကြည့်ပါဘူး။အဓိကကငါချစ်ချင်းမင်းနေတည်အောင်ဘလို့ပုံဘလို့နီးနဲ့ရုံးရမလဲဆိုတာကိုပေါ့မဟုတ်ဘူးလား။ဟုတ်ပါရဲ့တကယ်ကိုတစ်ခုတည်းအရေးကြီးရဲ့အရာပေါ့။အဲ့ဒါကတော့မင်းကိုချစ်တဲ့အကြောင်းပြောဘူးလေ။ဓာတ်ထည့်ရေးကြည့်ရဘာဆိုဘာမှရှိမနေတော့ပါဘူးကွယ်ဒီမှာငါမင်းကိုချစ်တဲ့အကြောင်းတိတ်ချစ်တဲ့အကြောင်းနောက်အရန်ချစ်တဲ့အကြောင်းကိုမင်းတိအောင်ဖွင့်ပြောတော့မလေဒီလိုပါငါတိတ်ချစ်ရတဲ့ချစ်သူလေးကိုငါကမင်းကိုချစ်တယ်ဆိုတာကိုတူတူလေးပဲပြောရမလားအရက်တခါကျအားကြည်ကြည်လောင်လောင်ပြောရမလားဒါမှမဟုတ်မခိုးတီးကိုမပွင့်တပွင့်ပြောရမလားပြောကြည့်ပါဦးညီမင်းဘလို့ပုံစံနားထောင်ကြတယ်လဲကွယ်နားဆင်ကြမှာလေဟုတ်ပြီငါသိချစ်တဲ့ထဲတစ်ခုပါဝင်ဖြစ်တဲ့အဲ့ဒီအယောင်နဲ့ကြည်နေတဲ့မင်းလေးရဲ့မျက်လုံးစုံပေါ်ကွယ်ကြည်နူးလိုက်ရတာကွယ်ဖြီးမြူးလိုက်ရတာကွယ်ကြည်နဲ့လိုက်ရတာကွယ်ရှင်ခုန်လိုက်ရတာကွယ်ကျန်နာရီတော့ခဏထားလိုက်အောင်မယ်လေအခုကမင်းလေးကိုချစ်တဲ့ကြောင်ခဲ့မြင်မြန်ခတ်တွတ်ပြောရမှာမဟုတ်လားကွယ်ရပါတယ်ဒါပေမဲ့မောလှလေးရဲ့မကြမတင်ခင်ချစ်ကြပါစို့ချစ်စရာကောင်းလို့နဲ့အယောင်လေးမျက်ဝန်းပိုင်ရှင်ကြီးငါရင်မဲ့ချစ်ချင်းတွေကိုအလိုပုံစံနဲ့များမင်းလေးရွှေနေတော့ရောက်ကိုတခုတ်တရတွင်းစီခြင်းပါကလေးကွယ်ဘာဆိုဘာမှပူဆက်ပူလောင်ခံစားမနေပါနဲ့အပြစ်ကင်းတဲ့ချစ်ချင်းတက်တက်တွေတာငင်းနာရီဝအောင်ခွန်းဆုံမှာပါကွယ်အခုတော့စကလုံးတွေခန်းချောက်နေကြီးပေါ့ကြိုက်တဲ့နီးနဲ့သာသုံးတော်ခံပါလေငါရဲ့ရှင်းသက်တဲ့ချစ်ချင်းတွေအပြစ်အနာစာကင်းတဲ့အကြောင်းလူစုလူဝေးကြအောင်ကိုငါကြေညာမောင်းခတ်ပါမယ်စောင့်နေတော့ညဝန်းလှလှပိုင်ရှင်ကြီးတကယ်မျိုးထူထပ်